ဒီလိုဘာဖြစ်လို့ရုပ်ပြစင်ပြက်တွေကိုအခွင့်ပြုလဲမသိဘူးပေါ့နော်အဲ့တော့မကောင်းဘူးပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမလဲဒီပွဲစီစဉ်တဲ့လူကဘာဖြစ်လို့အဲ့လိုလုပ်လဲမသိဘူးစဉ်းစားလို့လည်းမရအောင်အစီအပေါ်မှာလည်းပြခွင့်ကိုမပြုတ်သင့်ဘူးဒါကြီးကလေအကြောင်းပြချက်တွေနဲ့တူတယ်ဟိုသူတို့မသိလိုက်ပါဘူးဘာညာဆိုတာဒါကြီးကအမဘာလို့ပြီးမှဒါကြီးကလည်းမသိလိုက်ပါဘူးပြောလို့မရအောင်ဒါကြီးကလေဒါစီစဉ်သူကသိကိုသိရဲ့အင်းဘယ်လိုပြောမလဲမသိဘူးဟိုအမြင်မတော်ဘူးလို့ထင်တာပေါ့နော်ရုပ်ပြက်စင်ပြက်ဖြစ်တယ်လို့ထင်တယ်ဘာဖြစ်လို့လဲမပြောလဲမသိဘူးเนาะ organizer ကလေကိုရီလန်ဒီလိုမဲပြိုင်ဘူးတာပဲလေမဲပြိုင်ဘူးတဲ့ခါကျတော့ဘယ်လိုပြောမလဲဒါမျိုးကြီးလဲမဲလဲရဘူးတယ်လေရဘူးတော့ဒီမျိုးရုပ်ပြက်စင်ပြက်ကိုတော့ဆိုဘိုက်လေးနဲ့ပို့တော့မပေးဘူးကိုကပထမဖြစ်ကိုဖြစ်ရမှာကိုအထွားဆုံးပဲလေကိုအထွားဆုံးပဲဟိုဘယ်လို9တန်းနေ10တန်းနေပြင်ကြတာဆိုတော့လေအဲ့တော့10တန်း9တန်း10တန်းပေါ့နော်အမတို့ကတချောင်းတယောက်ထွက်ရတာဆိုတော့ဘိုက်ပေါ်သွားတော့အမစက္ကန့်ဖြစ်သွားတာအမကပထမပဲပေးထားတာပထမရတဲ့ကောင်မလေးကမလောက်မထွားဘူးလေမထွားအမပို့ပြီးထွားနေကိုလိတ်ကြောင်သူလောက်ဖြစ်နေတာအတိကဘိုက်လေးပေါ်တော့အမတို့တော့မပေးဘူးဒီလိုဘာဖြစ်လို့ရုပ်ပြစင်ပြက်တွေကိုအခွင့်ပြုလဲမသိဘူးပေါ့နော်အဲ့တော့မကောင်းဘူးပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမလဲဒီပွဲစီစဉ်တဲ့လူကဘာဖြစ်လို့အဲ့လိုလုပ်လဲမသိဘူးစဉ်းစားလို့လည်းမရအောင်ဘာဖြစ်လို့ဖခင်ရဲ့သမီးတော်ဆိုတော့လေ8ပါးတီလာတို့အဲ့လိုမျိုးပေါ့နော်အမတို့ဆိုလို့ရှိရင်ဟိုဘာ9ပါးတီလာလားသူတို့အနည်းဆုံး9ပါးတီလာလောက်ဟိုခံယူပြီးမှဒီတီလာရှင်ဝတ်ဆောင်ဆိုအရန်မြင့်မြတ်တာအမားတို့လူတွေတော်မှနေဟိုတရားနာတယ်ဆိုလို့ရှိရင်ဟိုဟာဘောတရားစကန်ဝင်တာတို့နောက်တစ်ခါကျတော့အမားတို့ဟိုဥပုပ်ဆောက်တာတို့ဆိုလို့ရှိရင်လေအဲ့လိုအနည်းဆုံးပေါ့နော်ဟို8ပါးတီလာလောက်ကြပါပေါ့နော်တီလာရှင်ဆိုလို့ရှိရင်ဒါတီလာတွေကပို့တော်များသေးတယ်အဲ့လိုမျိုးကိုလေဒီလောက်အထွတ်မြတ်ထားတာအမစဉ်းစားလို့မရအောင်ဖြစ်နေတွေ့တယ်တွေ့ရချင်းမှာစိတ်မကောင်းဖြစ်တာလေကိုကတီလာရှင်ကိုအရန်တက်မိုးထားတာလေအခုပဲမမဆောင်လှူလာတာလေစကိုင်းမှာ350ဘူးလှူလာတာဟိုရင်ဘယ်လိုပြောမလဲငငယ်လင်တော့ကလည်း3000လောက်လှူဖြစ်တယ်လေအဲ့လိုမျိုးဘယ်လိုပြောမလဲတီလာရှင်တွေကအခုစကိုင်းဘက်မှာလူမဲလူနေတော့လေဟိုဘယ်လိုထမင်းအောင်ငန်းနေကြတဲ့သဘောရှိရဲ့အဲ့လိုမျိုးပေါ့ဘယ်လိုပြောမလဲဟိုကြည့်လို့မကောင်းကွာစိတ်မကောင်းဖြစ်တယ်ဟိုစိတ်ထိခိုက်တဲ့ပုံမျိုးပါအမကပြောချင်တာကလေဒီဟာဟိုဘယ်ဟိုသာသနာတော်ဖြစ်နေတာဟိုသာသနာတော်စော်ကားသလိုကြီးဖြစ်နေတော့လေဟိုအမကတော့အပြုသဘောပါဟိုဘယ်လိုပြောမလဲဝတ်သွားတဲ့ဟိုကောင်းမလေးကိုလည်းအမပြစ်ပြောတာမဟုတ်ဘူးဒီဟာမီးသူမဆိုးပေါ့နော်မီးသူမဆိုးဒါကြီးကကြည့်လို့လည်းမကောင်းပြန်တောင်းမှန်လို့လည်းမသိတော့ဘူးပေါ့နော်ဒါကြီးကမလုပ်သင့်ဘူးဟိုဘယ်လိုပြောမလဲဟိုမပြောကောင်းဆိုကောင်းလေးဒါသာသနာကိုထိပါဆိုတော့လေအပယ်ကြမှာလေငရဲတွေပါကြမှာတော့ကြောက်ရတယ်အမတို့ဆိုလေအရန်ကြောက်တာကန့်ကြီးထိုက်မှာတို့ဘာလို့လေအဲ့လိုမျိုးဒါကြီးကဟိုအပြုတ်သဘောနဲ့လည်းလုပ်လို့မရဘူးဟိုဘယ်လိုပြောမလဲမကောင်းဘူးပေါ့နော်အမတို့ဆိုလို့ရှိရင်ဇာတ်အမဆိုလို့ရှိရင်လေဟိုဘယ်လိုပြောမလဲတချင်းနားထောင်ရင်တော့အမလေကောင်းတဲ့တချင်းပဲနားထောင်တယ်အမဟိုလွမ်းရမယ်ဆွေးရမယ်တချင်းလေးဆိုအမနားမထောင်ဘူးဟိုပညတ်သွားရတတ်တတ်ပါဆိုတဲ့စကားမျိုးလေးရှိရလေအဲ့ဒါအထိပ္ပယ်မဲ့အားတွေမလုပ်ဘူးပေါ့နော်ဟိုဒါလေးသာသနာတော်ညှို့နှွမ်းအောင်မလုပ်ဘူးအမကတော့ပြောချင်တာပေါ့နော်မမဆိုင်ဘူးသာသနာတော်နဲ့တတ်တတ်ပေါ့ဟိုလိုမျိုးကြီးဟိုနိုင်ငံဟိုနိုင်ငံတနိုင်ငံအနေနဲ့ဂုဏ်ယူရတဲ့ဟိုတွေပြကွက်တွေအနေနဲ့ပဲကောင်းတယ်ဒီလိုမျိုးမင်းစင်မြင့်ပေါ်မှာလုံးဝမတင်တော့ဘူးဟိုနိုင်ငံကလေကဘာနေပြီးတော့တိအောင်ဒီသာသနာတော်ကြီးကိုအတွန်းရှိအောင်လေးဟိုကဘာတိအောင်တော့ဒါဟိုပြတာလို့တော့ရတာပေါ့နော်ဟိုလိုမျိုးတော့ဟိုဘယ်လိုပြောမလဲဒီ miss ပြိုင်ပွဲပေါ်တွေမှာတော့အမှားတော့မကြည့်ချင်ဘူးစိတ်မကောင်းတာအဓိကကလေအမှားကလေဟိုဘယ်လိုပြောမလဲဟိုစိတ်မကောင်းဖြစ်သွားပါတော့ကိုတန်မိုးထားရတဲ့ဖះသားသမီးတော်တွေလေကိုတော်မှဒါဒုက္ခတွေခံပြီးတော့ဟိုငလင်ဘေးဆိုလဲကိုတွေသွားလှုပ်ခဲ့တယ်အခုလည်းလိုအပ်တဲ့နေရာတွေမှာအမတို့ကလှုပ်နေတော့မယ်လေကိုယ့်ရဲ့ချွေးနေစားတွေကိုမစားဘဲနဲ့လှုပ်လာပေါ့နော်ဒီဟိုဘယ်လိုသာသနာတော်ကိုအတွန်းရှိအောင်မတို့ကစောက်ရှောက်ပေးရတာလေသာသနာတော်ညှိုးနှွမ်းတော့မလုပ်ရဘူးပေါ့နော်စိတ်မကောင်းတာကိုကဒီပေါ်မှာဆိုလို့ရှိရင်ဒေါသဖြစ်တာရှိမယ်အမျိုးမျိုးခံစားချက်တွေအမျိုးမျိုးရှိရမရဲ့ခံစားချက်တော့မစိတ်မကောင်းတာအင်းမဟိုဘလိုကြီးလည်းမသိဖြစ်နေတာပေါ့နော်လုံးဝကိုကြည့်လို့အမြင်မတော်ဘူးဒီဟာရုပ်ပြခွင့်ပြုတာကအမှန်အံ့ဩနေတာအစင်ပေါ်မှာလည်းပြခွင့်ကိုမပြုတ်သင့်ဘူးဒါကြီးကလေအကြောင်းပြချက်တွေနဲ့တူတယ်ဟိုသူတို့မသိလိုက်ပါဘူးဘာညာဆိုတာဒါကြီးကဟိုအမဘဒုမှတော့ပြောတာမဟုတ်အဲ့လူတွေလည်းမတရားမှမသိဘူးအမလည်းဟိုခုနောက်ပိုင်းဖះတရားတွေပဲလုပ်ပြတော့လေအမတိတ်ပြီးတော့တိတ်ချမကြည့်ဘူးဒါကြီးကအမြင်မတော်တာနဲ့ပဲရုပ်ပြစင်ပြနဲ့ line ပေါ်မှာတက်လာလို့တာလေအမရုပ်တွေကိုကူလေးကိုအသေးကွဲကွဲကိုမကြည့်သေးတာဒါကြီးကမဖြစ်သင့်ဘူးလေဟိုပြီးမှဒါကြီးကကျွန်တော်တို့မသိလိုက်ပါဘူးပြောလို့မရဘူးဒါကြီးကလေဒါစီစဉ်သူကတိတ်ကိုသိရဲ့မသိဘူးဆိုတာမရှိဘူးအမဒီစကားပြောလို့လည်းမမဆောင်တော့မျိုးမတင်နဲ့မမဆောင်လည်းဒီလိုပြိုင်ပွဲတွေအများကြီးတင်ခဲ့ဘူးတော့လေဒါကြီးကဟိုဘယ်လိုရောမလဲဟိုဟာပေါ့အမြင်မတင်တော်တာကြီးပါရှိပါတယ်ဒါတွေကဟိုရုပ်ပြင်စင်ပြပေါ့ဖျားနဲ့ပတ်သက်တာတို့အဲ့လိုမျိုးသာသနာတော်ညင်နွမ်းတာတို့ဘာလို့ကတော့လေဟိုမလိုရောမလဲဒါကြီးကတော့ဟိုအမအထိပ္ပယ်မရှိဘူးလို့ထင်တယ်ဘယ်လိုပြောမလဲအဆင်မပြေဘူးကြည်ရအမအဲ့ဒါကိုခဏပြောတာလေဒီပြင်စင်နဲ့ပတ်သက်ပြီးတော့အမဒေါသထွက်တာမဟုတ်ဘူးအမကြည့်ပြီးတော့စိတ်မကောင်းနေဖြစ်တာစိတ်မကောင်းဖြစ်တာကိုကဖျားရဲ့သမီးတော်တွေကိုတန်ဖိုးထားတာဆိုတော့လေဟိုဒါဟိုဘယ်လိုပြောမလဲအမျိုးသမီးဖြစ်လို့တာလေဒါတီလာရှင်ဖြစ်သွားတာဒါဟိုလေဘလန်ဖျားဆိုလို့ရှိရင်တန်ငန်တွေကိုသူတို့နဲ့တကိုင်းနဲ့ပဲထားတာလေ
အဲ့အတွက်အမားတို့ကအမျိုးသမီးဖြစ်သွားလို့ဒါဒီဖះရဲ့ဒီဘာလို့ပြောမလဲဒီတန်ငံတွေရဲ့အဝတ်စားတွေတော့ဝတ်ခွင့်မရှိပေမဲ့လေဒါဖះတန်ငံတွေကိုတကိုင်းနဲ့ထားတာလေစိတ်ချင်းကတော့တူတူပဲတရားကြည်ကြံအားထုတ်တာချင်းကတော့တူတူပဲမိန်းကလေးဖြစ်ပြီးတော့သောတာပန်မဖြစ်သွားတာမရှိဘူးဘာလဲဘယ်လိုပြောမလဲဖုန်းကြီးဝတ်ဖြစ်ပြီးတော့သောတာပန်မဖြစ်တဲ့လူလည်းရှိရလေအမပြောချင်တာစိတ်နဲ့ပဲဆိုင်တာအဲ့တော့ဒါဘယ်လိုပြောမလဲအမကတော့ဒါကြီးမြတ်တဲ့ပုံကိုယ်လိုပဲအမသဘောထားတယ်အမစိတ်ထဲမှာတော့ဘောတထမ်းနဲ့ပဲတန်ငံနေနဲ့ဒီတီလာရှင်နေနဲ့အမစိတ်မှာတထမ်းနဲ့ပဲအဲ့ကြောင့်အမအခုတီလာရှင်နေပဲတီလာရှင်နေဒုက္ခရောက်နေလို့အမတီလာရှင်နေတောင်ရွေးပြီးတော့လူခဲ့သလိုဖြစ်နေရအမစိတ်ထဲမှာတော့တထမ်းနဲ့ပဲဒါမိန်းကလေးဖြစ်သွားတာနဲ့ဘယ်လိုပြောမလဲယောက်ျားလေးဖြစ်သွားတော့ဘယ်လိုပြောမလဲဖခင်ရဲ့သားတော့တန်ငံနေဖြစ်သွားတာပေါ့နော်ဒါကလည်းတီလာရှင်ဆိုတာဖခင်ရဲ့သမီးတော်တွေပါပဲအဲ့တွေမမစားတော့စိတ်မကောင်းတာဒေါသတွေပိုင်းမရှိဘူးအမဒီလို post တွေလည်းတင်လေးတင်ထားမရှိဘူးအမစိတ်တယ်မပါဘူးအဲ့ဒါတွေကအမတို့နဲ့လည်းတခါကြလို့ရှိရင်မသက်ဆိုင်ဘူးအမတို့ကကိုယ့်ရဲ့အရေးချင်းပဲပြေးအောင်ပဲစူးစမ်းကြတာဒီအပေါ်မှာဒေါသထွက်တာတွေပိုင်းမရှိဘူးစိတ်မကောင်းဖြစ်တာအဲ့လောက်ပါပဲအမြင်မတော်တာရုပ်ပြစင်ပြဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးပါအမစိတ်ထဲမှာစိတ်မကောင်းဖြစ်တာပြောတတ်ဘူးအမပြောတာနှစ်ယောက်စလုံးမှာတာဝန်ရှိရလေအမပြောတာဘသူကအမတို့လည်းနောက်ွယ်ရဖြစ်ရအမတို့မှမသိဘူးဒီဘာလဲတိလာပွဲစီစဉ်တဲ့လူကပဲဝတ်ခိုင်းတာလားကာယကံချက်ပဲဝတ်ချင်တာလားဒါသူ့ရဲ့သဘောပဲလေသူ့ရဲ့သဘောပဲအမတို့ကတော့အဲ့ပုံမှာဘာမှပြောဘယ်လိုပြောမလဲအမတို့တိတ်ပြောမဖြစ်ဘူးအများကြီးလုပ်လို့ရပါတယ်miss စင်ပေါ်မှာဆိုလို့ရှိရင်လေအဲ့လိုမျိုးညှိနှိုင်းပြီးတော့လေချိုးတွေဆိုလို့ရှိရင်အောင်မြောင်လုပ်သွားလို့ရနီးတွေအများကြီးရှိပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ပြသတဲ့အနေနဲ့လည်းဖော်ပြလို့ရတယ်ဒါပေမဲ့သူများကြီးအဲ့ဒါတော့ကြည့်လို့ရတာမဟုတ်ဘူးဥပမာလေးကိုယ့်ရဲ့ရင်သားတွေပေါ်သွားတာတို့ဘာလို့အဲ့လိုမျိုးပေါ်သွားရင်တော့မှအဲ့လူကိုကြိုက်တာတစ်မျိုးဘက်ကိုရောက်သွားတာဒါပေမဲ့အောင်မြင်တဲ့နီလန်းတွေပေါ့နော်အမပြောချင်တာအမတို့လည်း miss လည်းပြန်ခဲ့ဘူးတယ်မေလည်းပြန်ခဲ့ဘူးတော့ဒါအောင်မြင်မဲ့ဟာတွေအမဆိုလို့ရှိရင်ထမိတ်ကြွကြဘူးတယ်စင်ပေါ်မှာလေကြွကြဘူးပြင်အမဟာဝိုင်ဆိုအမမာလေးဘောလီလည်းပါတယ် set spiner လည်းပါတယ်ဆိုတော့အမကဘာမှအရှက်ရသွားစရာအကြောင်းမရှိဘူးလေကိုသူလူဆန်တော့ပါသေးတယ်မမဆောင်နေမဲ့ကြီးကျင်လို့ဖြစ်တာလေအဲ့တော့စောင်းရင်နေထွန်းပေါ့နော်ကိုသူလူဆန်စောင်းနဲ့အဲ့ဒါနဲ့စောင်းရင်နေထွန်းနဲ့နာမည်ကြီးကျင်လို့ဖြစ်တာလေခိုင်သိကြီးတောင်အဲ့လိုမျိုးတပိန်ကြွကြသေးကိုအဲ့လိုမျိုးပေါ့နော်အဲ့လိုစိတ်ပေါ်မှာဒီရွယ်ချက်လည်းမရှိဘဲနဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုကြွကြသွားဆိုတော့ဒါမဲ့အမတို့ကလုံးလုံးကြွကြွအောက်မှာစက်ကက်ဝတ်ထားသေးတယ်စက်ကက်တို့ဝတ်ထားသေးတယ်လေအမဘောလီလေးပဲနည်းနည်းပို့တာအဲ့တော့အမမသိမလို့ဖြစ်တာရှက်လုံးလုံးလေအမသူတို့ပတ်စကပြောလို့လားမသိအမတကယ်ပဲနာမည်ကြီးပါတယ်ကိုသူလူဆန်မမဆောင်နဲ့မကြည့်အောင်မယ်လို့ပြောခဲ့တယ်အဲ့တုန်းကလည်းအဲ့ဒါအများကြီးပေါ်တာမဟုတ်ဘူးအဲ့လိုမျိုးအမဒီလောက်ပဲဘောလီအခုလိုမျိုးပဲဘောလီကားရှိဝတ်ထားတာအမဘရာဇီးလည်းမဟုတ်တတ်တော့လေဘောလီကားရှိဝတ်ထားတာကားရှိဝတ်ထားတာဟိုမှာနည်းနည်းလေးဒီလောက်လေးပေါ်တာဘာမှလည်းမဟုတ်ဘူးသိရလားဒီလောက်ပေါ်တာအဲ့လိုမျိုးအမရင်သားလေးပေါ်သွားတာမဟုတ်ဘူးလေဒီလောက်လေးပေါ်တာနီးအများကြီးရှိတယ်လို့အမပြောတာလေအများကြီးရှိတယ်လို့လူကဒါသာသနာအောင်ညံ့နှံအောင်လုပ်ပြီးမှအောင်မြင်မှုကိုယူစရာမကောင်းတော့တိတ်ခါလဲကြားတယ်ဒါကြီးကလုံးဝအဆင်မပြေဘူးငရဲတွေပါခံရတတ်တယ်လေအမအပြုတ်သဘောနဲ့ပြောတာပါအမခဏပြောသလိုအောင်မြင်ဖို့နီလန်နေအများကြီးရှိရဒီသာသနာတော်နဲ့ပတ်သက်ပြီးတော့မှမလုပ်ကြပါနဲ့လို့ပဲတောင်းပန်ချင်တာပေါ့နော်။ဘာဖြစ်လို့ဆိုတော့ကြည့်လို့လည်းမကောင်းအမဆိုတော်တော်စိတ်ထိခိုက်တာ။အမခဏပြောသလိုပဲအမဖြစ်သွားတာအမဒေါသထွက်တာမဟုတ်ဘူး။အမစိတ်မကောင်းဖြစ်တာ။ဆိုပြီးတော့လေအံ့ဩတာပေါ့နော်။မကြောက်ကြတာလည်းအံ့ဩတယ်။မကြောက်ကြတာလည်းအံ့ဩအမဆိုအမပြောတယ်လေ။အမဆိုလို့ရှိရင်ဘယ်လိုမလဲအမဆိုလို့ရှိရင်လူလို့ရှိရင်လေကိုယ့်ရဲ့အမှုပညာကြီးပဲတွားလူတာများတယ်။သူများပတ်စံနေမလို့အမသူများပတ်စံ3000ကိုယူပြီးတော့မှသုံးလိုက်ရတာလို့အဲ့လိုမျိုးလေလမ်းစိတ်တွေလည်းမသုံးဘူးမှအမပတ်စံနေပဲအမသွားလူလားငါလင်တော့ကလည်းတိတ်တစ်ထောင်လူလားမျိုးအမသဘောမကျဘူးရှုံချတယ်လို့ပဲပြောချင်ပါလားအကောလုံးစိတ်ထိခိုက်ကြတာအဲ့ဒါလေးဘယ်လိုမမဆောင်တင်ထားတယ်မမဆောင်တော့ပို့ကိုပြန်မကြည့်ရသေးမနေ့ကမှတင်လိုက်တာပါအဲ့ဒါအကောလုံးကစိတ်မကောင်းဖြစ်တဲ့ပုံမျိုးနဲ့အကောလုံးရေးကြတာလေကိုကကျတော့အဲ့လိုမျိုးဘယ်လိုပြောမလဲသာသနာတော်ညဉ့်နှံအောင်လုပ်တာရဲ့နောက်တစ်ခါကျတော့ငရဲကြမှာကြောက်တာတနာလာလေငရဲကြနိုင်နေတာလေအဲ့လိုမျိုးလုပ်ခွင့်မရှိဘူးအဲ့ကိုဆိုအမပြောပါစမှာအမဒီလိုမျိုးအလှူတန်းလုပ်တယ် private လုပ်တာတော့အမသူများပတ်စံ3000အမလမ်းစိတ်တွေပါမသုံးပါဘူးဆိုမှကိုဒီထဲမှာအကုန်လှူတာအမအဲ့လိုဝိနေနဲ့အညီနေတဲ့လူဆိုတော့လေအမပို့ကြောက်တယ်အဲ့ဒါမျိုးလေအမပေါ့ဒါမျိုးလေးကိုဘယ်လိုပြောမလဲအမလည်းမေတယောက်အနေနဲ့ miss လဲရဘူးလေပေါ့နော် miss ကတော့ miss တိုင်မှာအကြီးရောရမှာမေကတော့အကြီးရခဲ့တာပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်အမဒီလိုမေတယောက်အနေနဲ့ miss တယောက်အနေနဲ့အမပြောချင်တာဒါမျိုးမလုပ်သင့်ဘူးပေါ့နော်အဲ့ဒါကိုလည်းအမပြုတ်တဲ့ပုံနဲ့ပြောတာပါလို့အမလည်းပေါ့အမတို့ကလည်းအမြဲတမ်းပေါ့နော်ဒီတရားအားထုတ်နေတဲ့သူအားရင်အားသလိုအမတို့ကလေဝိနီနဲ့အညီနေတယ်လူတွေနဲ့လည်းစကားသိမ့်မပြောဖြစ်ဘူးအမဆိုရင်ခုနောက်ပိုင်းကိုယ့်ကိုတီးသန့်နေတယ်စကားပြောမယ့်ဟာတွေသိမ့်မပြောဖြစ်တော့ဘူးအဲ့လိုမျိုးလူတယောက်ပေါ့နော်ပြီးတော့ဥပုပ်တွေလည်းအများကြီးစောက်နေတဲ့လူတယောက်နေနဲ့ဒါမျိုးကမတင်တော့ဘူးပေါ့နော်လူကြီးသူမကြီးလည်းစိတ်ကောင်းမှာမဟုတ်ဘူးအဓိကတီလာရှင်တွေတော်တော်စိတ်မကောင်းဖြစ်သွားမယ်တီလာရှင်တွေကကိုစားပေါ့နော်အမလည်းများစွာစိတ်မကောင်းဖြစ်ရတယ်လို့အမပြောချင်ပါတယ်ဟုတ်မမဆောင်ကလည်းအခုလိုမျိုးပြောရဲဆိုတာခဏပြောသလိုပဲအပြုသဘောနဲ့ပါလို့ဘာမှလည်းမဟုတ်ဘူးအမပြောတာတခြားနီလန်းပေါင်းများစွာရှိရပေါ့နော်အဲ့လိုမျိုးအောင်မြောင်လုပ်ဖို့နီလန်းများစွာရှိရဒါဖခင်ရဲ့ဘယ်လိုရမလဲသာသနာတော်ပေါ့နော်ညှဉ်းနှွမ်းအောင်တော့မလုပ်သိဘူးလို့တော့အမပြောချင်တယ်ဒါလည်းအပြုသဘောနဲ့ပဲအမပြောချင်တာပါနမူနာကြည့်ပေါ့နော်ဘသူတွေဘလို့အောင်မြင်သွားရတယ်ဆိုပြီးတော့
နမူနာကြည့်ပြီးအဲ့လူတွေကိုပဲထုခိုးပါလို့ပဲပြောချင်ပါတယ်အဲ့ဒါအောင်မြင်ပါတယ်ကိုမလာတကယ်ရေးချစ်ရှိဆိုအောင်မြင်ပါတယ်လို့ပြောချင်ပါတယ်ဒီစကားကိုလည်းမမစာအဖြစ်သဘောနဲ့ပြောတာပါလို့ပဲပြောချင်ပါတယ်ဟုတ်ကျေးဇူးပါလို့